တစ်ပတ်အတွက် BEV ရဲ့မှတ်မှတ်ထစ်တဲ့သတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေတွေကမှပြည်သူတွေအတွက်မှတ်မှတ်ထင်ထင်ဖြစ်စေမယ့်သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပါ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူအင်းမြတ်မှုခင်ပါရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကုတ်ကူမြို့သစ်တည်ထောင်သူကြားဖြန့်ခိုင်းချုပ်ရှိကြည်ကြံကိုထိုင်းအစိုးရကတရုတ်အစိုးရထံလွှဲပြောင်းပေးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းကကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကြားဖြန့်လုပ်ငန်းတည်ထောင်သူကြားဖြန့်ခိုင်းချုပ်ရှိကြည်ကြံကိုထိုင်းအစိုးရကယနေ့တရုတ်အစိုးရထံသို့လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ရှိကြည်ကြံမှာတရုတ်နိုင်ငံမှာထွက်ပြေးပြီးနောက်ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူပြီးထိုင်းနိုင်ငံမှာနေထိုင်စဉ်2022ခုနှစ်ဩဂုတ်လအတွင်းကဘန်ကောက်မြို့မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ကရင်လက်နက်ကင်ဖွဲ့တွေနဲ့စီးပွားဖက်လဲဖြစ်ရွှေကုတ်ကိုရထိုင်မြို့သစ်တည်ထောင်သူရှိကြည်ကြံကိုအကျဉ်းထောင်အတွင်းမှာလုံခြုံရေးအပြည့်နဲ့ခေါ်ထုတ်ပြီးလေကြောင်းလိုင်းနဲ့တရုတ်အစိုးရထံလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်နဲ့ထိုင်းမြန်မာနယ်စပ်တကြောမှာရှိတဲ့ကြားဖြန့်ဂိုင်းတွေကိုတရုတ်မြန်မာထိုင်းပူးပေါင်းပြီးဖမ်းဆီးမှုတွေရှိနေတယ်လို့တရုတ်အစိုးရကလည်းတရုတ်မြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကိုလည်းတေတံပြစ်ဒဏ်ချမှတ်မှုများဆောင်ရွက်နေပါတယ်။စစ်တပ်လက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF ကောင်းဆောင်စောချစ်သူကရှစ်ကျင်းကြံလွတ်မြောက်ရေးအတွက်ဆူတောင်းပွဲကိုရွှေကုတ်ကူမှာ2024ခုနှစ်ဩဂုတ်လ17ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပြီးသူကိုယ်တိုင်တက်ရောက်ဝတ်ပြုဆူတောင်းပေးခဲ့ပါတယ်။ဒုတိယတစ်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ရဲ့တာခမ်အဲရစ်ကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှန်ကန်တဲ့တာဝန်သိဖို့တောင်းဆိုလာတဲ့သတင်းပဲဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့တာခမ်အဲရစ်ကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှန်ကန်တဲ့တာဝန်သိဖို့တောင်းဆိုခဲ့ပါတယ်။ဒီတောင်းဆိုမှုကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့်နိုဝင်ဘာ10ရက်နေ့ကတောင်းဆိုခဲ့ပါတယ်။ခင်ကကျွန်တော်မိမိဟာသူ့ဘဝတသက်တာလုံးမြန်မာနိုင်ငံအတွက်တရားမျှတမှုနဲ့ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်နေခဲ့သူပါ။ယနေ့အချိန်မှာမတရားအကျဉ်းချခံနေရတာဖြစ်ပြီးမိသားစုနဲ့ဆက်သွယ်ခွင့်မရှိလိုအပ်နေတဲ့စေဝါကုသမှုပါပယ်ချခံနေရပါသေးတယ်။အချိန်လေးမှာမြန်မာပြည်သူအများစုကလည်းစစ်အာဏာရှင်အောက်မှာဒုက္ခကြုံနေရဆဲပါ။စကလုံးတွေတသက်နဲ့ငြိမ်းချမ်းရေးရမလာနိုင်ပါ။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတရားမျှတမှန်ကန်ပြီးလူသားချင်းစာနာစိတ်နဲ့ရဲရဲရင့်ရင့်ဆောင်ရွက်ရမယ်။ခေါင်းဆောင်မှုဆိုတာအစဉ်ပြေတယ်လို့ပဲလုပ်လို့မရဘူး။မှန်ကန်တဲ့အသည့်တရားနဲ့တာဝန်ယူဖို့လိုတယ်လို့တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။သူ့ရဲ့အခုလိုတောင်းဆိုမှုနဲ့ဒါဟာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ကုလသမဂ္ဂနဲ့တခြားအဖွဲ့အစည်းတွေအပြင်တရုတ်နိုင်ငံလိုမြန်မာအာဏာသိမ်းစစ်တပ်ကိုဩဇာလွှမ်းမိုးနိုင်တဲ့နိုင်ငံခေါင်းဆောင်တွေကိုဦးတည်ပြီးတောင်းဆိုခဲ့ပူပါတယ်။လက်ရှိမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာထောင်တွင်းမှာနှလုံးရောဂါကိုခံစားနေရပြီးဆေးဝါးကုသခွင့်မရဘူးလို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်ခိုင်မျိုးကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်ရဲ့ဗီနိုင်းဆိုင်မှုတွေကိုဖျက်ဆီးခံနေရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းရဲ့ပါဝင်ပြည်နယ်တချို့မှာပြည်ခိုင်မျိုးကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်ရဲ့ဗီနိုင်းဆိုင်မှုတွေဖျက်ဆီးခံနေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့မနက်10:00နာရီအချိန်ကစိုက်ထူခဲ့တဲ့ကြောက်တန်းမြို့နယ်တရားမျိုးအမှတ်1234ရပ်ကွက်တွေမှာဆိုင်းဘုတ်တွေဖျက်ဆီးခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့မျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအောင်တီဟပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနိုင်ဝင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအေမင်မိုး FPTP တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းမျိုးမြင့် PR တို့ရဲ့ပုံတွေပါတဲ့ဗနိုင်းဆိုင်းဘုတ်တွေဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။တရားမျိုးမှလမ်းနဲ့အနော်ရထာလမ်းတောင်တရားမျိုးမှစီအနီးတရားမျိုးအမှတ်၄ရပ်ကွက်မှာထောင်ထားတဲ့အလျား10ပေအနံ9ပေရှိတဲ့ဗနိုင်းပိုစတာဆိုင်းဘုတ်ဟာနိုဝင်ဘာလ12ရက်နေ့မနက်9:00နာရီခွဲမှာဆိုင်းဘုတ်ရဲ့အောက်ဖက်ပိုင်းဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ပုံပေါဗနိုင်းဆိုင်းဘုတ်တွေဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီးတရားမျိုးနယ်မြေရဲစခန်းမှာအမှုဖွင့်လှစ်တိုင်ကြားထားပြီးတရားမျိုးနယ်မြေရဲစခန်းက9/2025နဲ့အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုဝင်ဘာလ2ရက်ကကရင်ပြည်နယ်ဖအံမြို့အမှတ်2ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိလမ်းဘေးမှာစိုက်ထူထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးရဲ့မဲဆွယ်ဗနိုင်းဆိုင်ဘုတ်စုပ်ဖြဲဖျက်ဆီးခံခဲ့ရပါတယ်။ကျူးလွန်သူအမျိုးသား2ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ24ကကြီးအရအမှုဖွင့်ဖမ်းဆီးထားပါတယ်။အလားတူနိုဝင်ဘာလ9ရက်နေ့ကမွန်ပြည်နယ်ချောင်းစုံမြို့နယ်
ကွမ်ရိတ်ကျေးရွာအုပ်ချုပ်ရေးမှုရုံးအနီးမှာစိုက်ထူထားတဲ့ပြည်ခိုင်ဖြိုးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအမည်စီရင်နဲ့ရုပ်ပုံတွေပါရှိတဲ့ဗနိုင်းဆိုင်ဘုတ်ဖျက်ဆီးခံခဲ့ရပါတယ်။အာဏာသိမ်းစစ်တပ်ကလည်းဖျက်ဆီးခဲ့သူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ကြေညာထားပြီးချောင်းစုံမြို့မှရဲစခန်းမှာပ126/2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ26/24/24 နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။